ဒီပွားလေးကတော့တို့သမီးတွေမှာစင်မြန်းနဲ့ဒါခန်းနာတဲ့ပွားလေးလို့လည်းပြောလို့ရပါတယ်ပုံမှန်ပွားရဲ့ပတ်တန်နဲ့သူကတိတ်မတူတော့ဘူးနည်းနည်းလေးစမ်းတစ်ထားတယ်ပေါ့နော်သူ့မှာဆိုလို့ရှိရင်ရှေ့ချမ်းနောက်ချမ်းလေးကိုပခုံးဆက်ကလေးပါမယ်ပြီးရင်ဒီလက်ပေါ့နော်လက်မောင်းကြီးဒီအပေါ်ကထိတ်ကအကွေးလေးနဲ့ပခုံးတွေကလည်းသွားဆက်ထားတယ်ဒါပေမဲ့ဒီဂျိုင်းနာအထိသူကဆက်စီရမလို့ဒီပခုံးထိတ်နာရှေ့ချမ်း80စီရနောက်ချမ်း80စီရလောက်ဆက်ရင်သူကအဆင်ပြေသွားပြီအဲ့ဒီပွားရဲ့အားသာချက်ကတော့တစ်ဆက်သေးလိုမျိုးကားနေရမျိုးမဖြစ်ပဲနဲ့လက်မောင်းသားမှာသူကဆင်းပြီးတော့မှသူကကြာနေတယ်အရန်ကိုပေါ့နော်ဒီမိမိရဲ့ခန္ဓာကိုယ်ကနေပြီးတော့ယူထားတဲ့ပတ်တန်ဖြစ်တဲ့အတွက်ဒီအရန်စမတ်ကြတယ်ပေါ့နော်ဖောင်းတာပြူတာထောင်တာလုံးဝမဖြစ်ပါဘူးသူ့မှာနှစ်စားရှိမယ်ပေါ့နော်တကယ်လို့ဒီလိုအတိုလေးသွားမယ်ဆိုလို့ရှိရင်တော့1000စင်းတို့မဟုတ်1000စင်းအောက်ကို3စီရလောက်ဆင်းပြီးတော့သွားမယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီရှည်လေးတွေမှာပလုတ်သီးလေးတွေတဲလန်းလေးတွေတွဲလို့လည်းရတယ်အဲ့လိုမဟုတ်ပဲနဲ့ဒီလိုမျိုးအရှိမပရပိုက်ပုံစံလေးယူမယ်ဆိုပါစို့ဒါဆိုလို့ရှိရင်ဒီလက်ကလေးကိုဒီပရပိုက်အောက်ကနေထုတ်တဲ့လူကတော့ရှားတယ်ပေါ့နော်ဒီပရပိုက်အပေါ်ကနေထုတ်မယ်ဒါဆိုလို့ရှိရင်တို့ဘယ်လိုလုပ်မလဲအခုဒီမှာကတော့ဒီချက်ကဒီကထုတ်မပြတော့ဘူးဘာဖြစ်လို့ဆိုတော့ဒီဟာကလည်းစက်ကူပတန်ဖြစ်တယ်အယုံမကလည်းမာတဲ့အတွက်ဒီမှာလက်ထုတ်လိုက်ပြီဆိုလို့ရှိရင်ဒီနားမှာစက်ကူပြဲတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တို့ကဒီပတန်လေးကသူကလက်ရဲ့အောက်နားမှာရှိရင်ပိုအဆင်ပြေတယ်ဘာကြောင့်ဆိုတော့ဒီပရပိုက်ကိုဒီအပေါ်ကြီးမှာထားမယ်လက်ထုတ်မယ်ဆိုလို့ရှိရင်သူကမလှဘူးမလှတဲ့အတွက်ဒါလေးကိုပရပိုက်ကိုတတ်တစ်ချက်ဒီအပေါ်ကပေါ်ကဒါအပေါ်အတူလေးပေါ့နော်1000စီလောက်အတူလေးကိုတတ်တစ်ထက်တချို့ကနှစ်ထက်ချုပ်တယ်နှစ်ထက်ချုပ်တဲ့အချိန်မှာဘယ်နေရာလေးမှာထားလဲဆိုလို့ရှိရင်ဒီအောက်ကဒီပေါ်လေးကိုပခုံးအဆက်နာမထားပါတယ်ထားပြီးတော့တဲ့အချိန်ကျတော့ तू ကတလွာအပေါ်ကဒီအတူလေးကတလွာနှစ်လွာဖြစ်တဲ့အတွက်အဲ့နှစ်လွာရဲ့ဂျားလေးကနေလက်ကိုထွက်လိုက်တယ် तू ကတော့ဒီလက်ရဲ့အောက်ပဲဒီမှာဒီချက်ဒီလိုထုတ်လိုက်ပြီဆိုလို့ရှိရင် तू ဒီမှာစက်ကူကတင်းပြီးပြဲသွားလို့နော် तू ကဒီလက်ရဲ့အောက်နားလေးမှာ तू ကရောက်နေရမယ်ဒီချက်ပြောတာရှင်းလားမသိနော်လက်ရဲ့အောက်နားလေးမှာရောက်နေအဲ့ဒီအတွက် तू ကအပေါ်တလွာအောက်တလွာဒီလိုနှစ်ထပ်ချုပ်မယ်ဆိုလို့ရှိရင်တော့အဲ့နှစ်ထပ်ရဲ့ဂျားတွေကနေ तू ကလက်နေတယ်ကွာတစီပဲဒီလိုမဆက်ထားအောင်မဆက်ထားတဲ့အတွက် तू ကဘယ်လိုဖြစ်လဲဆိုရင်ပခုံးကနေပြီးတော့မှ तू ကဆက်ထားတဲ့အတွက် तू ကလက်ကိုဒီဂျားတွေကနေထုတ်လို့ရတယ်အဲ့ဒါဆိုရင်အရန်အဆင်ပြေပါနောက်ချမ်းလေးမှာကလည်းခါးကိုပတ်ယူပြီးတော့မှ तू ကပဝါတီတစ်ဖက်သက်မဟုတ်ပဲနဲ့တင်မိုင်းရဲ့ပေါ့နော်အလဲဆန္ဒတက်တဲ့ကနေပြီးတော့မှအနောက်ဆန္ဒကိုဒီအလဲဘဟိုတက်တဲ့ကနေကျသွားတဲ့ပဝါဒီဇိုင်းလေးပါကြောမှာလည်းလုံးဝကတ်နေမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီချေတို့ကဒီနားလေးတွေကိုတောက်ကလေးတွေစားထားပါတယ်ဒါအယုံမဆိုင်ကလေးကနည်းနည်းကြည့်လို့ဒီလေတောင်လေးကဒီလေဘင်းသားမှာကတ်နေပါနော်ကဲဒါဆွဲကြည့်လိုက်တော့မယ်ဒီနားလေးမှာကြည့်ခါးကိုပတ်သွားတယ်ဒီဘက်လေးကလည်းဆင်းကြနေတာပဲတွေ့ရနော်ဒီနောက်နားလေးမှာဒီလိုလေးဝိုက်ယူသွားတယ်တစ်ဖက်ကလည်းဒါခန္ဓာကိုယ်ရဲ့ခါအတိအနေထားမှာသွားဝိုက်ထားတယ်ဒီနားလေးကိုများများလေးဖော်ထားခြင်းလဲလှတယ်ဒါမှသာတို့သမီးဒီသူ့ရဲ့ခါရှိတ်လေးနဲ့နောက်ကျောလေးကရှင်းနေမှာဒီလိုကြီးအုတ်ချသွားရင်မလှဘူးပေါ့နော်အဲ့ဒီမှာနောက်ချမ်းလေးကိုလည်းအရန်ကိုလှပါတယ်နောက်ကျောလေးကိုဖြည်းဖြည်းချင်းဒီမှာဆင်းပြီးတော့ပြသွားပါမယ်နော်ဒါကနုတ်လုံးဝမဆွဲရသေးဘူးအရန်လှနေပါပြီဒါကနုတ်လုံးဝမဆွဲရသေးပါဘူးကနုတ်ဆွဲပြီးရခါပြပါမယ်ဒီပဝါဒီဇိုင်းလေးကိုတော့ level 4တင်တန်းရောက်ရှိနေတဲ့တင်တန်းသူလေးတွေကိုဒါတင်ပေးထားတာပါတို့သမီးတင်တန်းကိုတက်တဲ့အခါမှာလည်းဒီ15သိန်းထဲမှာမြန်မာပွဲတက်တွေလည်းပါပြီးတော့မှတို့သမီးဒီဇိုင်းတွေလည်းခုလိုပဝါဒီဇိုင်းစမ်းတွေပါမှာဖြစ်ပါတယ်ဒါလေးကတော့ level 4ကတင်တန်းသူတွေကိုယနေ့တင်ပြပေးဖြစ်တဲ့ဒါပဝါဒီဇိုင်းလေးပဲဖြစ်ပါတယ်အရန်လှတော့ပါ